ပြီဆိုတော့ဒါကိုလည်းဘေးဖယ်ပြီးထောင်းထားမယ်နော်ခုနလော်ထားတဲ့ကျွတ်သွန်ဖြူနဲ့ငရုတ်သီးကိုထောင်းပါမယ်ရှင်ဒီလိုအနေထားလေးရပြီဆိုရင်ဒါကိုဖယ်ထားလိုက်ပါမယ်နော်နောက်တယူကိုစစ်ထားလိုက်ပါမယ်နော်စစ်ပြီးတော့အေးခံထားပါမယ်နော်ကဲစပြီးတုပ်ပါတော့မယ်နော်ခုနပြုတ်ထားတဲ့ကြက်သားကိုလေးစပယ်လင်လေးဖယ်ပြီးတော့ထည့်မယ်ပြီးလို့ရှိရင်လော်ထားတဲ့ဂျူးမြစ်လေးတွေထည့်ပါမယ်ပြီးလို့ရှိရင်အမုတ်လည်းထည့်ပါမယ်နော်မာလာအမုတ်ကဲနဲ့ပြီးလို့ရှိရင်တော့စားဖို့ ready ဖြစ်ပါပြီရှင်